အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ Avanzon ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြမယ်စာအုပ်လေးနာမည်ကတော့ဆရာကြီးမောင်ဝဏ္ဏရေးသားထားတဲ့ကာတွန်းစာအုပ်တစ်အုပ်ဖြစ်တယ်တမိန်ဘော့တို့ပွဲစားကြီးဆိုတဲ့စာအုပ်ဖြစ်တယ်ကြီးကန်းအကောင်တရားအားချင်းသည်ရှေ့နေတယောက်စကားပြောခြင်းနဲ့ညီရှေ့နေတယောက်စကားပြောခြင်းသည်ပွဲစားတယောက်လေဖောခြင်းနဲ့ညီပွဲစားတယောက်စကားပြောခြင်းသည်တမိန်ဘော့တို့အိပ်ပျော်၍ဟောက်နေသလောက်နဲ့ညီထို့ကြောင့်အများကပြောကြသည်ပွဲစားကြီးတမိန်ဘော့တို့ဟူ၍အစကတော့ဝဲစားပေါ့ခုတော့ပွဲစားကြီးလေတွကားပွဲစားလဲဂျုံပဲနွားပွဲစားလဲဂျုံပဲအိမ်ပွဲစားလဲဂျုံပဲစိန်ပွဲစားလဲဂျုံပဲပွဲစားအလုပ်အကုန်လုပ်တယ်ရောင်းရင်လာနော်ဝယ်ခြင်းလာကြတစ်ဖက်ကွာတော့ပွဲစားအလုပ်ပွဲစားကြီးပေါ်တော့တဲ့ဗျာရဲ့ဝလုံးကိုချမ်းဖြစ်အောင်ပြောတော့ကျွန်တော်ပွဲစားဝချမ်းကိုစတီးတန်ကြောင်းဖြစ်အောင်ပြောတော့ကျွန်တော်ပွဲစားဟေ့ပွဲစားကြီးတမိန်ပေါ်သူဟာကိုပေးသေးရမင်းလောလောဆယ်မင်းဘာလုပ်နေလဲမသာပွဲစားလေအတော်ပဲဟေးဒါကဒိုးယောက်ကတက်ကကိုလူကြီးတဲ့တကြီးတော်ရောက်ခမရဲ့မရပါဒါကပါလာတဲ့သူနှဝင်းခွဲရဲ့အဘာကြီးဆုံးသွားလို့ကွာလို့တိုးရှင်းပြောမယ်ဗျာခေါင်းနဲ့ယထာလိုရှင်းတယ်ရပါတယ်မှားပေးပါမယ်အချင်းချင်းတွေပဲခုမှတီးကြတာပဲဗျာဈေးမများစေရပါဘူး900တည်းပဲကြပါတယ်ဟုတ်ဗျာဟိုတလောကကျုပ်အိမ်နာကအတုပ6တုံးက300တည်းကြတယ်တဲ့ဗျလူတွေကအဲ့ဒါခတ်တယ်တခါသေးဘူးပြင်ဖို့နားလေထင်နေကြတာအဲ့ဒီစကားပုံကခင်မမီတော့ဘူးပြင်ဈေးကတက်နေတာကိုဟိုက်ရှလဘတ်လက်ရှိဈေးက900ပဲဒါတော့ကိုပေတရားရဲ့မိတ်ဆွေမှုညာတာကနေဆာတင်ကဟောမင်္ဂလာနဲ့အညီကျုပ်ကအကူညီပေးတာဒါဆိုလဲ900ယူတော့လေတို့နဲ့တရားရဲဆိုတော့နဲလုံးနာဘသမီးပေါ်တော့ရအာတူပါရှင်ကကျုပ်ရဲ့အမျိုးပြတိတ်စင်းရဲတို့ပါသူတို့ကမတက်နိုင်လို့ကက်နဲ့ချမဲ့လုပ်နေကြတာကျွန်တော်ကသူတို့ကိုတနာပြီးကျုပ်ရဲ့ငွေနဲ့ကြားကစိုက်လူပြီးကမြစီရောက်လာရတာပါလောင်ကြီးရအေးလေဒါဆိုလဲ200လောက်ပဲယူပါမယ်ဒါတော့ပြန်ကောင်းမှုပေးနိုင်တာပြန်ကောင်းဆိုတာဘာလဲယင်မြေမြုပ်ပြီးသားအခန်းကိုညဘက်တိတ်ပြန်ဖော်ပြီးစေးတုပ်အစ်စ်လှုပ်ထားတာလေဟိတ်ဈေးတက်တာဘုကလုံရင်မို့အဲ့ဒီပြန်ကောင်းမယ်ယူပါမယ်ဒါပေမဲ့ကျွန်တော်ကိုကလေးအခေါင်တစ်ခုလောက်အစ်စ်ပေးလိုက်ပါလားကလေးအခေါင်ဘာလို့မင်းဝင်အိမ်မလို့လားแล้วမှာကလေးမသားတစ်ခုတွေ့လို့ကျုံတို့ဝင်ပြီးဒါနာပြုခြင်းလို့ပြောလိုချင်ယူသွားလေအဲ့ဒါလေးကနှစ်ထပ်ကွမ်းပြန်ကောင်းပိုင်တော့ပဲကလေးခေါင်းကိုအိမ်ရောက်မှအဖုံးခွာဆင်းရိုက်အရှိကမှန်ကပ်ပြီးရှိုးကစ်လောက်ရမယ်တွဤဒီကပွဲစားတို့ဤညပေသည်နှစ်ဖက်ခွာတော့အမျက်ထုတ်ဒီကိုပွဲစားတို့ဤအလုံးမဟုတ်ပါလားမိမဆိုရင်ခါကြိုက်မိတယ်ဤဒီကတောင်ဘူးလူမျိုးလေကောင်မှပွဲစားတန်းပေသည်ပွဲစားတန်းဟူ၍အထင်မကြီးလိုက်ပါနဲ့အလုံးပလက်ဖောင်းပေါ်တွင်ကိုစီထိုင်၍အယောင်းဝယ်လုပ်ကြရပါသည်ကွဘာညာလမ်းဘေးတွင်ထိုင်သူများဟူ၍လည်းအချိန်မသေးလိုက်ပါနဲ့အနည်းဆုံးတောင်းကနန်းသိန်းကနန်းအထိရောင်းဝယ်လုပ်ကြသူများဖြစ်ပါတယ်ကိုသိန်းပြားကိုတောင်းဟဲတောင်းနဲ့သိန်းနဲ့တောင်းနဲ့အလုပ်ဖြစ်နေကြပြီရဲတို့ဒီကကားပွဲစားများငွားပွဲစားများပြီးတော့အပြိုင်နဲ့ဆိုင်ငယ်ပွဲစားများဖြစ်သည်ရောင်းဖို့ဘာကားရှိလဲနိုင်ငံခြားမှာအခုမှလာတဲ့ယာယီနံပါတ်ချီကားရှိတယ်ထွီးပေါ့ငါလိုချင်တာကလမ်းကျိတ်ဆက်ကွာတိုက်မိရင်ကိုကမနာလို့လမ်းကျိတ်ဆက်တော့မရှိဘူးအမိုက်တင်ကတော့ရှိတယ်ငါချိန်လေးကားဘေးမှာဖနက်ဆုပ်တွေပါချိတ်လို့ရတယ်အနည်းကကားပွဲစားတန်းတွေ
တထဲပွဲစားဟူနမကြီးနေသူအစင်ရမ်းမိတဲ့ရှင်ခွန်းကီဗီတို့များဘယ်အချိန်ကြီးစီဝိပါဗျိုမိဆိုတို့ကမင်းတို့လိုလမ်းဘေးပွဲစားမဟုတ်ဘူးနေပစ္စည်းကြရင်ဝယ်တယ်ကြိုက်စေးရမှပြန်ရောင်းတယ်ဝယ်ရောင်းပဲဟာခိဝယ်ရောင်းအစစ်လုံးသူများကကိုယ်တိုင်ငွေကြေးချမ်းသာသူများဖြစ်ကြသဖြင့်တထဲပွဲစားဟုအားလုံးကအတိအမြတ်ပြုကြ၏ကားတွေဝယ်ပြီးပြန်မရောင်းခင်စက်ကြကားအမျိုးမျိုးထည့်စီးလို့ရတယ်ပေါ့အမြတ်ပေါ့တောင်မှုလူကကားတစ်တွေဘော်ဒီမခိုင်ပိန်ရှုံကုန်တာကိုရှင်ကန်းကြီးစီးလို့ကိုဘာဟဲ့ကြဘူးဆိုပေါ်တော့နင်းကမြောင်တော့ကိုတထဲပွဲစားဟုနောက်တလားပြောင်းသလားနဲ့ဟွန်းဘာတထဲပွဲစားလဲပွဲစားတွေထဲမှာအဝယ်ရောက်အဆင့်ဟာအဆင့်နေဆုံးမှတ်ထားပွဲစားဆိုတာလေနဲ့စားတာအားနဲ့စားတာပွဲစားအရင်ဒီဟာဟောဒီပါဇက်ဟောဒီမာလီလေကိုတန်ဖိုးရှိစွာအသုံးချတာပဲပွဲစားရဲ့ဉာဏ်ပညာကွနင်းတို့ဝဲရောက်ဆိုတာလေပညာမစုံလို့ငွေကုန်ဆိုင်ပြီးအလုတ်လောက်ရတဲ့သူတွေမို့ဝဲရောက်ဆိုတာပွဲစားတဲ့မှာအသုံးလုံးပဲပွဲစားတွေလိုက်ဖမ်းနေကြတယ်ပြေးအောင်မလေးအောင်မလေးဗျရှင်ငန်းကိုရေလာဟဲ့ပြေးကြစို့လူကိုဘာလို့လက်ဆွဲရတာလဲလက်မဆွဲစေခြင်းကျုပ်ပေါ်ခွာစီခမကြီးမိမဆိုလို့ဖမ်းကြဟဲ့ဖမ်းကြဘန်းညက်တဲ့ဝင်ပြေးမှဟိုရောက်မှတမီးရေးစားဆောင်ရမယ်ဒါမှလွတ်မှာပန်းကျင်ထဲမှာတမီးရေးစားအတွဲတွေပြေးပါလားနေရာလက်ကိုမရှိတော့ဘူးဟိုနေ့ကပန်းကျင်ထဲပြေးဝင်တော့လေလိုက်ကြဟိုက်ဖမ်းတဲ့လူတွေလာနေပြီမထူးဘူးကဲဟာလူကိုဘာလုပ်တာလဲကဲဟာဒီအတွဲကဒိုးလိုက်နေတဲ့နှစ်ယောက်ပဲခေတ်စင်ပဲရန်ဖြစ်နေပုံထောက်ရင်ဒိုးလိုက်နေတဲ့နှစ်ယောက်မဖြစ်နိုင်ဘူးဒါဆိုပကံလုံးတဲ့ကအတွဲကိုတွက်ခေါ်ကြစို့ဤတို့ဖြင့်ပကံလုံးထဲတွင်ဝင်ပေါင်းနေသူများအတွဲများမှာလူမှား၍ပါသွားရှာလေတော့သည်ဟိုက်မပြေးနဲ့ဟိုအတွဲကိုလူမပြီးခေါ်ဆောင်သွားကြပြီကျွန်တော်တို့လက်ကြစို့ဘဲကိုလက်မှာလဲအောင်မလေးဗျလေးဟင်းတခင်မလေးရှင်ကွန်းကြီးပါလားဒီမှာဘာလာလုပ်နေကြလဲရဲမကြီးပါလားပန်းညံနဲ့မရောက်တာကြားလို့လာလေတာကျောင်းကြီးပဲတငယ်ချင်းနဲ့တွေ့နေလို့ဒါဖြစ်ပြန်ကြစို့လားကျွန်တော်မျိုးတို့တဲမှာပွဲစားတက်လိုက်ဖမ်းရင်ဒီရောက်လာတာသွားမယ်နော်တမိန်ပတ်တော့တတာဘိုင်လက်စားတက်တော့မျိုးစားသမီးကိုယ်တိုင်ပွဲစားလုပ်နေတာကိုကျိုးကြော်ရက်ကတောင်ပုလူမျိုးတမိုင်ပေါ်တို့ဤအိမ်ဒီတောင်ပုလူမျိုးစုံတနေရာကျိုးကြော်ရက်ကွက်တည်သိရှိပါသည်ဟဲပေါ်တို့အလောက်ကပြန်လာပြီလားကွာပြန်လာပြီပြောကိုပေတရားကြီးခမရဲ့ရုပ်ရည်ဟာတနေ့နဲ့တခြားထူးတစ်ထက်ပိုတူးလာပြီဘာနဲ့တူတာလဲကွာပေါ်တို့ရကျိုးကြော်ရက်ကွက်ရုပ်နဲ့လीကျုပ်ဆိုဒီရက်ကထဲမှာနေတာရုပ်ကိုတိချာကြည့်စမ်းဝင်းနာမီယာရုပ်ရွှေတောင်ကြားရက်မှာနေတဲ့ရုပ်မျိုးဗျမင်းဟာလေပွဲစားအလုံးမှဟိုကားကစီလိုက်ဒီကားကစီလိုက်အချောက်တိုက်ဘဝင်မြင့်နေတဲ့ကောင်ငါကြတော့ကျူးကျော်ရက်ကွက်မှာရုပ်သူ့ကိုသူတော့ဝင်းနာမီယာရုပ်တဲ့ရီရတယ်ဟဲ့ဗျဲမင်းဟာပွဲစားလို့ကိုမပြောရဘူးငွေမတ်တလောက်အတော်ကြီးကျယ်တဲ့ကောင်ကျုပ်ချမ်းသာခြင်းနဲ့ကိုပေတရားမီလီယံနာရဲ့ဘိုးအိဘီလီယံနာဖြစ်ချင်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့သူလေးကြောင့်သူလေးဆိုတာကတခြားမဟုတ်ဘူးကျုပ်ရဲ့မွေးစားပခင်ဦးထင်ရဆိုင်ရဲ့တမီကျော်ကတ်သရင်းနှင်းပွင့်ကြောင့်ပေါ့ဟိုးလွန်ခဲ့တဲ့7 နှစ်ကျော်လောက်ကပေါ့မိဘမဲ့တကောင်ကျွဲ့ကျုပ်ဟာထမင်းစားလို့လက်ဝင်းဆက်မှာထိုင်းငူနေရတာကဒီဇလန်စခဲ့တဲ့ဆိုပါတော့
စားတယ်စားတယ်ဟဲ့ကလေးဘာလို့ငိုးနေရတာလဲထမင်းစားလို့စားတယ်စားတယ်မျက်နှာမြင်ရိုက်ချင်ပါစေဆိုတော့ကျောက်ရဲ့ဥပဒေရုပ်ကြောင့်ရှိသွားလူကြီးဟာကျုပ်ကိုအပြတ်တနာပြီးငွေစားသားအဖြစ်သူ့အိမ်ကြီးကိုခေါ်သွားတယ်ပေါ့ဒီလူကြီးရဲ့နာမည်ကဥထရဆိုင်နဲ့နေပါရဲ့စဘာပွဲစားကြီးပေါ့သူ့မှာကျုံနဲ့ရွယ်သူသားတယောက်သမီးတယောက်ရှိတယ်လို့လမ်းမှာပြောတယ်အတော်ပဲသူ့သမီးကိုပို့ရမယ်သူ့ရဲ့အိမ်ကြီးဟာရဲတိုက်အိုကြီးလိုပဲတောင်ကုန်းကြီးရဲ့ထိပ်မှာတည်ရှိနေတာဗျမြို့ထဲမှာဆိုရင်တဲကုန်ကန်ဖွင့်စားဖို့ကောင်းတယ်အခန်းတွေအများကြီးကိုဖေဖေကြီးပြန်လာပြီဟဲ့ဖေဖေကြီးသူကဘာတူလဲဟင်သမီးတို့နဲ့အဖော်ရအောင်လို့ဖေဖေခေါ်လာတဲ့ဖေဖေရဲ့မွေးစားသားပေါ့တမိုင်ပေါ့တော့လေဟုတ်တယ်ငါနာမည်တမင်ပေါ့တော့နင်းနဲ့ဆိုရင်ဘောင်နမပေါ့သမီးလေးရဲ့နာမည်ကကက်သရင်းနှင်းပွင့်တဲ့မှတ်ထားနော်သမီးတို့ကစားနဲ့ဖေဖေပစ္စည်းတွေတော့တင်လာအောင်မယ်ငါတို့ဘာကစားရင်ကြားရင်ကောင်းမလဲရက်ကွက်လူကြီးလှုပ်တန်းကစားရအောင်နင်ကတိတ်ရရတာပဲခိခိဟဲ့နင်မဟင်ကိုပညာပစ္စည်းနင်ဒီကောင်းနဲ့မကစားရဘူးနင်နဲ့ကစားဖို့အလကားကြော်သွားရှိတယ်မွေးစားသားဆိုတာကမင်းလားမင်းကိုမြင်းလုံစီရမယ်ဟဲ့ကောင်မြင်းလုံလေးပါထောက်ပေးစမ်းဟုတ်ကဲ့စီတော်မြင်းကြီးပြေးစမ်းတက်ကျွန်တော်စီတော်မြင်းကြီးဖြစ်သွားပြီအခုပညာပစ္စည်းဘယင်ကြီးလို့ပါလားအေးကောင်းတယ်ငါကဘယင်ကြီးဘယင်တော့ဘယင်မဲဒါပေမဲ့မျက်စိမမြင်နဲ့မျက်ကန်းဘယင်ကြီးလုံးရမှာကဲမျက်စိမိတ်အေးမိတ်ပြီဟဲ့ဘယင်ဆိုတော့တန်လေးလူတာပေါ့အေးဟုတ်တယ်ဘယင်ကြီးမျက်စိမှိတ်ထားနော်တန်လေးကတော့ရှာလိုက်အောင်မယ်အတော်ပဲနွားချေးပုံနဲ့စိုက်နေတဲ့ဒုံချောင်းကြီးကိုဟဲ့စီတော်မြင်ငါတန်လဲတော့မရသေးဘူးလားဟဲ့တန်လဲတော့ဆက်တာပါဒီကိုင်းတော်မူပါဖေဟာပွေးစံဟဲ့နင့်တန်လဲကတော့နင့်တင်လဲတော့ကလည်းနန်ကလည်းနန်ဘာရဘေးနေရတာလဲဟဲ့နန်ဆိုနွားချေးပုံနဲ့ကထိုးထားတဲ့ဒုံချောင်းကြီးကိုဖေဟဲ့ခွဲကမေဘောတို့ငါလက်ဤတွေပေးကုန်ပြီနင့်ကိုပြန်တော့မယ်ဟိုက်ဒီလိုနဲ့ကျုပ်ဟာကျုံကြီးကျုံဟန်နဲ့ပြန်ချခဲ့တယ်ဒါပေမဲ့ကျုပ်ကမွေးစားသားဆိုတော့ဗညာပစ္စည်းရဲ့အနံချင်းချင်းကိုအမျက်ခံရတယ်ငါကိုနှိပ်ပြီးရင်ငါတငယ်ကြီးအလကားကြော်စားကိုနှိပ်ပေးလိုက်စမ်းဟုတ်ကဲ့အလကားကြော်စားဆိုတာကဟိုဘက်ချမ်းကညီပိုင်ချင်းကြီးရဲ့တာပေါ့ဒီကောင်ကိုကြည့်လို့မရဘူးဘာလို့လဲဆိုတော့နှင်းဘက်ကိုလာပိုးနေတဲ့ကောင်မို့ပဲနှိပ်ပြီးပြိုးလေပင်ညတဲ့ဗျဟဲ့ကငါငယ်ကိုဘာလို့လေပင်ညတာလဲလွတ်နှိပ်တာပါအကိုပစ္စည်းရဟောဒီတော့နှိပ်တာအမလေးတက်ပါပြီဂိတမေဘတ်တော့ကတိတ်မိတ်တာပဲအကိုပစ္စည်းရောအလကားကြော်စွာပါတွတ်နာကိုမကရဲကြတော့ဘူးဒါဘောနှင်းပွင့်ရနှင်းပွင့်ကြတော့အများအားအလိုလိုက်တယ်နော်ဘာလို့လဲနင့်ကိုချစ်လို့ပေါ့ဟာဒီလိုနဲ့ကြောက်ဟာငငယ်ကလေးကမိမပိုးတက်လာတာပဲသိပြောတာပဲတခါကတော့ထမင်းစားရင်နှင်းပွင့်ရဲ့မျက်နှာလေးကိုငဲကြည့်မိနေတယ်ဘာလို့ကြည့်နေတာလဲနှင်းဘက်ကတိတ်လာတယ်တကယ်တက္ကသိုလ်ကဂျက်ဆင်ကိုလေကြီးရဲ့စူးရစီရဲ့ဒါဆိုတူတူကအရင်ဖင်အောင်ကျတာပေါ့နော်တိတ်ပရဲ့နဲ့ထမင်းသီးလိုက်မယ်ရော့ဟင်းညိုတော့ဟုတ်ကဲ့ရှေစနုံးနဲ့ဟင်းညိုတိုက်တာပါအငန်လုံးတော့ဟင်းညိုခွားကိုမခန့်မိပဲငပိရေခွန်မှားခန့်ပြီးတိုင်းပြီးရောပါအာငန်နဲ့ဆက်တယ်ဒီလိုနဲ့ကလေးဘဝမှာငန်ဆက်နဲ့ကုံဆုံးသွားတော့လေအရွယ်ရောက်လာကြပြီလေကျုပ်ဆိုရင်နှခမ်းမွေးတစ်ဖက်ကို356ပင်စီကိုပေါက်လို့တွတ်
ပညာပစ္စည်းဆိုရင်ကျုပ်ထက်တောင်14ပင်2ပိုင်းတစ်ပိုင်းပိုသေးတယ်နှက်ခမ်းမွေးမပေါက်တဲ့အလကားကျော်စွာကတော့အလကားဤဘောလောကယောက်ျားမှန်ရင်အနည်းဆုံးနှက်ခမ်းမွေး73ပင်လောက်တော့ပေါက်တင်တာပေါ့ငဲ့လျောင်နှင်းမွေးကမိန်းကလေးဆိုတော့နှက်ခမ်းမွေးမပေါက်ဘူးမုတ်စိမ်ပင်မပေါက်လာဘူးဗျဒါပေမဲ့လှတဲ့ထက်ဖူလှလာတယ်တွတ်နင်းကိုလုံးကိုပေါက်ဆိုရင်ဒီလိုလှတာပကြီးငိုမဟုတ်ဘူးကာတွန်းငိုသူကလေးရဲ့အလှကိုကာတွန်းဆရာကုရေးလို့တောင်လိုက်မမီအောင်လှလွန်းနေတော့ကာတွန်းကိုလို့ပြောရတာသူဘူးကြမတူဘူးအမေကလေးလေးလွဲတော့တယ်နှင်းမွေရှင်ငါ့ကိုအရင်ရေးစားအဖြစ်အတိအမှတ်ပြုပါလားနေ့စီကိုအလကားကျော်စွာအမြဲတမ်းလာနေလို့ဒီစကားပြောရတာပါညလုံးကိုလက္ခဏာဖတ်တယ်လို့တော်မသိဘူးလားစကားကိုဦးမဲမတော့လေးလေးနဲ့ပြောတာပါနှင်းပွင့်ရဲ့နှင်းပွင့်ရဲ့မျက်လုံးလေးတွေဟာတွတ်နဲ့တွေ့ရင်စိန်ပွင့်လေးတွေလိုတောက်ပလာတာကောမသိဘူးလားဟင်ရီးပိုင်းကမီးအောင်လုံးလင်းလိုက်မှိန်လိုက်ဖြစ်တာကိုတော့တွေ့မိတယ်အဲ့ဒါဘာဖြစ်လို့လဲသိလားမီးပွိုင်းပြက်လို့ချစ်လို့ရှင်ချစ်လို့နှင်းမွေလေးကတူကိုချစ်တယ်လို့ပြောလိုက်တာလားပြောလိုက်တာနှင်းမွေရဲ့ဟိတ်တရောင်းစားနဲ့ဘရေဗမျက်မှန်နဲ့လုံးဝမလိုက်ဘူးစိုက်ကားစရာနဲ့မော်တော်ဆိုင်ကယ်ခေါင်းစွပ်လုံးဝမလိုက်ဘူးမင်းနဲ့ငါနှမနဲ့လည်းလုံးဝမလိုက်ဘူးကွအမြန်ရည်တစ်ချက်ကားကိုပလက်စတစ်ကောက်တဲ့လူတွေကစီးနေကြတာပဲရုပ်ရှင်ရုံပေါ်အထက်ဒီစီကိုလည်းကွာစစ်ရောင်းနဲ့ငနဲနဲ့ပဲတက်ကြည့်ကြတာပဲမင်းနှမနဲ့ငါချစ်နေကြတာဘာဆန်းတယ်လဲနှင်းပွေးနဲ့ငါလိုက်တယ်ကွာလိုက်တယ်တပိုင်းကြောင်တစိတ်နှမ်းနဲ့ငပေါ်ကဥစော်ကားအောင်ကွာကြာအားလုံးတော့ကြပါတော့ရက်ကြပါတော့တောက်နှင်းပွေးဝင်မလျှော့စမ်းနဲ့ဒီမှာကိုပညာပေးစီနှင်းပွေးသမီးဖို့တို့ကိုအသင်းနဲ့ချစ်တယ်သိလားအဲ့ဒါမှငါကြီးစားကွာဘေတိဒါပေမဲ့နှင်းမဲ့တို့ကိုဘယ်တော့မှလက်မထပ်ပါဘူးလို့အပလေးကြီးတင်းဖေတို့ကိုတို့ဆန္ဒအတိုင်းဆွေကုံဒနကုံကြီးတဲ့မြေပန်းရှင်တထေးသားအလကားကျော်စွာနဲ့ပဲလက်ထပ်ပါမယ်ရှင်တူကိုမတက်ကြပါနဲ့တောင်းဝင်ပါလေအေးလင်ဒီကောင်ကိုမယူဘူးဆိုရင်လည်းပြီးတာပဲပြောရက်လိုက်တာနှင်းဖို့ရင်မောက်အတဲကိုလက်ကျိတ်ဆက်နဲ့နင်းကြီးလိုက်တယ်လို့ဤတုံပို့ခေါင်ခံစားလိုက်ရပါတယ်ငါဟာမိဘမဲ့မျက်နှာငယ်တကောင်ကြွက်ပါပစ္စည်းမဲ့ဒနမဲ့မီလီယံနာရဲ့အောက်ဆွဲဘဝမှုမင်းကတော့ငါ့ကိုမြူနေဘူးပေါ့လေမင်းတို့လိုငွေရှင်ကြီးရှင်ဒနရှင်မျိုးငါတိတ်မုန်းတယ်ညနေကိုတီတီကြာကြည့်ထားကြတမိန်ပွားတို့တဲ့တွတ်ပဲရှိရကောင်မင်းတို့အားလုံးကိုတစ်နှစ်လှကြီးလက်စားချေပြမယ်မှတ်ထားကြတက်ကလတူမရှိရဘူးတူထွက်ပြေးသွားပြီတူရေတူကိုတူမတက်ရအောင်တမင်ပြောလိုက်တာနင့်မကိုမထားပါနဲ့အဖြစ်ကတော့ဒါပါပဲဗျာဒါကြောင့်မီလီယံနာရဲ့ဖြစ်ရအောင်ပွဲစားလုပ်နေတာမင်းရဇလန်က10တန်းအင်္ဂလိပ်ဘုတ်အုပ်ထဲကဇလန်အတိုင်းပါလားငါရငိုချင်းလားဒုညငိုလိုက်ကြတာကျူးကျော်ရက်ွက်လေးမျက်ရည်စည်းချောင်းဖြစ်သွားပြီမြတ်တာဒုတွေကတော့ကြီးမားလေတော့မျက်ရည်ချောင်းလေးဖြစ်သွားရှာတာပေါ့ဘယ်ကတော့မျက်ရည်ချောင်းလေမိုးရလို့ကျူးကျော်ရက်ွက်ရေရှမ်းတာကွာငပေါ်ရရဲရတယ်ဟဲ့ဘဲမိုးရချုံးမယ်ဖေလာရင်တို့ဆုံးမယ်မေလာရင်ချက်တို့စီဖြော်တောက်မယ်ကော်ဖီဆိုရင်ဘူးမတောက်တတ်တယ်
chocolate မစားရတာနှစ်တွေ့ကြပြီကွယ်အိုးပွဲစားကြီးတမိန်ပတ်တော့ဆိုတာဒီကောင်ပဲတောင်မှုလူကနမဲကြီးပွဲစားကြီးမင်းကိုအခုချိန်စပြီးနမဲကြီးမှုနဲ့ဖမ်းလိုက်ပြီကျုပ်ကိုဖမ်းရအောင်ခမရကဘာမှမလို့လဲစိုက်ကနှစ်စီသုံးဖက်နဲ့စိုက်ကနှစ်စီခုံဖက်နဲ့နိုင်ငံကိုပိုင်တော်မူတဲ့တောင်မှုလူမျိုးသားကြီးဦးအားလို့ဆိုတာငါပဲဒီဝဲစားဆိုတာလူတိုင်းကိုလက်နေရတာကိုပဲစရာကြီးပြေးငါကဘာဆိုင်လို့ပြေးရမှာလဲကျုပ်လို့နမဲကြီးပွဲစားနဲ့ပေါင်းနေနေတဲ့ခမရကိုလည်းအလုံးတင်ပွဲစားလို့ဒီမှာစိုးလို့ဗျဟာရှလဘတ်ငိုရတယ်ဘွဲပလုံးဒီကောင်တွေရင်းငုတ်ပေးကြတော်မီတို့တော်ပြီရှိနေပြည့်ဟာရဲဘာဘူးကျုပ်ကိုလွတ်ပါနော်ပတ်စံမြတ်ကြီးပေးပါမယ်နော်မောင်နော်အောင်မဲငါများအကျင့်ပြောင်းနေမှတ်နေလို့လားတေဘူးလေခါတိုင်းလုံနေကြမလို့တလေထွက်တော့ဟဲ့အလုံးပင်လယ်ရေပြင်ကြမှာမင်းထန်းကိုကျမမင်းကိုတန်းတမိရဲ့အချစ်ရဲ့ဝဲသားကြီးတမိန်ပေါ်တော့ဘယ်ရတာဝဲသားရမှာတဲ့ပွဲစားဗျပွဲစားမင်းတို့ရဲ့ပွဲစားအလုပ်ဆိုတာဘလို့အလုပ်မျိုးလဲမျိုးသားကြီးကပွဲစားအလုပ်ဖို့စိတ်ကူးနေလားမဟုတ်လားမဟုတ်ပါဘူးကွာငါသိချင်လို့ပါဝယ်သူနဲ့ရောင်းသူကြားအမြန်ဆုံးအယောင်းအဝယ်ဖြစ်အောင်ကြားကနေဆောင်ရွက်တဲ့အလုပ်ပါပွဲစားအလုပ်ပေါ့ရှင်းတယ်လို့နဲ့တိတ်ပြီးမရှင်းဘူးဥပမာနဲ့ပြောဥပမာမျိုးသားကြီးကအယောင်းဆိုင်ပစ္စည်းကြီးဆိုတော့ဥပမာပြောတာနော်ဥပမာအယိုးကြီးတယောက်ကဝယ်သူဆိုပါတော့ကျွန်တော်ကမျိုးသားကြီးဘက်ကပွဲစားဆိုပါတော့မဝဲချင်းအင်တင်ဖြစ်နေတဲ့အပြိုကြီးမျိုးသားကြီးကိုယ်တိုင်ဝဲချင်လာအောင်ဒီလိုဒီမှာမဒီအကိုကြီးကိုတေးချာချာကြည့်စမ်းပါအသက်ကြီးပေမဲ့မပြည့်စည်သေးပါဘူးအဖိုးကြီးဆိုတာတန်မိုးကြီးလို့အဖိုးကြီးလို့ခေါ်တာမဟုတ်လားဟုတ်တယ်ကြည့်လိုက်စမ်းပါသူ့ငယ်ထိတ်ကလေရင်ခွင်းကြီးတောင်စောက်လို့ရတယ်ကျဲလားအဲ့ဒီလိုခန့်ညားလာတဲ့နှစ်ဖူးမျိုးကိုမဟာနှစ်ဖူးကျဲလို့ခေါ်တာပေါ့ဟုတ်ပါပြီးတော့မြန်မာဆန်နဲ့နှခွမွေးကြီးနဲ့ခန့်ညားပတပိနဲ့လူပုံကတော့တွတ်လျာကြီးလို့ကောင်းရှေ့ကကြီးနောက်ကကြီးအကြည့်ခံတဲ့အပီးပီးဆိုင်ရာဘော်ဒီမျိုးဆိုတာဒါမျိုးပေါ့မင်းအပြောနဲ့ကောင်းတာနဲ့ငါကိုတောင်ပြန်ကြိုက်ရှင်စိတ်ပေါ်လာပြီအဲ့ဒါကရောင်းလူဘက်ပြောတဲ့ပွဲစားစကားဒီတစ်ခါဝယ်လူဘက်ကပြောပြမယ်ဝယ်သူဈေးချောင်နဲ့ဝယ်နိုင်ရအောင်ပစ္စည်းတွေကိုအပြည့်အနှအစာတွေဝယ်လူပွဲစားစာတွေပြောရတယ်ဥပမာနဲ့ပြောတာညိုသားကြီးကိုအပြိုကြီးကဝယ်မယ်ဆိုပါတော့ကျွန်တော်ကအပြိုကြီးဘက်ကပွဲစားနော်ဒီမှာဒီလိုကြီးကိုကြည့်စမ်းရုပ်ကလေးတစ်စက်မှကြက်တည်မရှိဘူးအသက်ကြီးတာမှတကယ်ကိုတေကန်ကြီးဗျဘာကွာထိတ်ကြီးကလည်းပြောင်းအမွေးကျွတ်တဲ့အတိုင်းပဲမဟာဒါကိုပဲမဟာနာဘူးတဲ့စောနဲ့နှခမ်းမွေးကလည်းမုတ်ဆိုးမအိမ်ကတပြက်စီးစုပ်လောက်တော့မတနာဘူးစုပ်ပတ်နဲ့လူပုံကပိန်ကက်နိုင်ရုံပြန်နဲ့စာအိတ်ပြီးလို့သွေမဲ့ဗလာမျိုးရှေ့ကကြီးနောက်ကကြီးစမုတ်တိုင်လို့သွားကြထိုးတန်လို့ဘော်ဒီမျိုးပိန်နာရိုးဂျိုနွေရဘက်ကြီးကိုတောင်အလကားပေးတောင်မယူနဲ့ပြို့ငါ့ကိုနှစ်ပြားမတန်အောင်စောကောင်းကွာပြောင်းကွာကြောက်ပါပြီဗျဥပမာပြောတာပါဗျပွဲသားစကားပြောဆိုလို့ပြောရတာပါဖေအိမ်မပြောသည်ဟုတ်ကဲ့ရပါတယ်ငါကရှေ့နေတွေနဲ့စကားတက်လာပြီမှတ်တာပွဲစားကမှရှေ့နေဘိုးကြီးတွေပလာဟယိုရှေ့နေကတင်လာတာတွေဇာအုပ်ကြီးနဲ့မပြောတတ်ပါလားပွဲစားတွေကဘာတင်တန်းမှမတတ်ပဲနဲ့အရင်ပြုတ်ပြီးတ
ကားပြောတတ်တဲ့လူသားမျိုးကြီးမင်းသိတော်တဲ့တမင်ဖို့ဒါကြောင့်မင်းကငါစုံငင်းဆူချင်းမြင်ရမယ်ပိုင်တာပဲဟဲ့ကောင်လေဒီကောင်ကဝိုင်းပြီးစူပေးလိုက်ကြစမ်းအောင်မလေးဒီကချာရဟဲ့စောဘလော်တီကြရာပတ်တော့ပြီးရင်ငါလည်းပဲအိုကွာစင်နကွာတကွန်းကွာဘွတို့တော့တမင်ဘတ်တို့တရားဇက်လိုက်ပြီးသားစာမြည်တို့လို့ရမယ်မသိတော့မွေးမေလေးဒုံမာမီရေတိုင်းတမင်ဘတ်တို့တဲ့ဟာကြာရိုင်းလို့ဒီကောင်တဲဟုတ်ပါလားမင်းသိတော်လေတမင်ဘတ်တို့မင်းဟာနှလုံးရည်လက်ယုံရည်ပတ်စုံတော့ပါတယ်စားလို့ရတာအကုန်စားလို့ဝါလို့ရတာအကုန်ဝါတဲ့စတားဝါဘော့တို့ကိုဗျတမင်ပေါ့တို့ရဲ့အရေးချင်းကိုတိပါပြီမဟုတ်လားတဲ့ဒီဖေအိမ်သမီးတော့ရှင်ကွမ်းကြီးလူရင်းတော်တဲ့ဟာဒီလိုတမင်ပေါ့တို့မျက်နှာဖြူလူမျိုးမစ္စတာအီမရှင်ဆိုတဲ့လူဟာစတော်ချိုးဝိုင်းကိုဗမ်းပြပြီးလက်နဲ့ပွဲစားလုပ်နေတယ်လို့သိရတယ်လက်နဲ့အယောင်အဝယ်တွေလုပ်ပြီးမြန်မာအချင်းချင်းကိုတွေးထုတ်ပေးနေတဲ့လူတော့ပါငါရဲလူတော့အတာလွတ်မျိုးစားကြီးနဲ့အဆက်အသွယ်ရအောင်ကြိုးစားနေတယ်လို့သိရတယ်သူတို့ရဲ့အစီအစဉ်တွေကိုပြအောင်မင်းကတိုင်းပြည်နဲ့လူမျိုးအတွက်ဆောင်ရွက်ပေးရမယ်မင်းကလည်းပွဲစားလဲပြီးတာပုံမှန်ရိုက်ပြီးအတိလက်နက်တွေကိုဖျက်ဆီးပစ်ဖို့တောင်းယူပါနောက်အပတ်လောက်မှာတို့ရဲ့ဆက်လေးဒီနေရာကိုစိုက်လိုက်ကြမယ်မင်းကလည်းခြာတူးနံတောင်ကုန်းတန်းကနေကြိုးဆောင်ပြီးပုံမှားရိုက်ဖို့လက်နက်ပွဲစားဆောင်ရောင်ဆောင်ရမယ်လောလောဆယ်ရွက်လီနဲ့ပတ်သက်ပြီးကျွမ်းကျင်ရအောင်မင်းကွန်မင်းတို့တင်နှန်းတက်ရမယ်မင်းကဘာပြောချင်သေးလဲကျွန်တော်ရဲတော့ပြောချင်တာကတော့ကြောက်တယ်ဗျဤတို့ဖြင့်တမိန်ဘော့တို့နဲ့ပေပြာတို့မှာအမောစိတ်တလုံးကောင်းအောင်အမြန်ပြေးဘညာအေးမသိလို့ဘေးပြစီဘညာအေးဆိုတာဘာလဲဆရာဘညာအမြန်အော်အဲ့ဒီလိုပဲဒီလာပဲကွာပြန်စမယ်အမြန်ပြေးပြန်စအမြန်ပြေးဘညာအေးဘယ်ညာကိုအမှုပညာဆန်အော်ဘာလာစီယာဘဲလေးအိုးပွဲဘဲလေးချာချင်းချက်ရိုဒီယာကဒီနကောင်တေနာဝရကြငါပါပေါ်သွားလိုက်တယ်နောက်တင်နှန်းစာရတိုင်ထကိုမြတ်တဲ့ကျိုးနဲ့တွေ့တက်ရမှာလားမြို့တိုင်ဖတ်တက်ရမှာလားဆရာမြို့တိုင်ထရောက်ဖို့ကတော့လူရင်းဟိုတက်ချင်တယ်လို့တက်ငါကတော့ကျိုးနဲ့တက်မယ်တားတယ်ကျုပ်ကအုံးကြီးကိုနေကြဗျတက်တိုင်ထက်တယ်ပေါ်မတူရင်ရောက်တော်တီရောတော်ဟာပြောလိုက်တာအမေရေဟုတ်ကဘာလို့ဖြစ်နေကြတာလဲကျိုးပြပြီးတန်ကျိုးပြီးလို့ဘုံသိဝေးပါမယ်လေဘငိုပါနဲ့ဆရာရေတိတ်နော်အေးမင်းတို့အလုပ်လို့ဆရာနာနဲ့တင်ရတာငါကဓာတ်တင်နဲ့နီးပြဆရာပဲနမဲမှတ်ထားဆရာဆောင်ဖို့ဆိုရင်တော့ကျွန်တော်တို့တည်းဖြစ်တယ်တဲ့တာမဖြစ်တာဓာတ်ရေးစနစ်မျိုးရှိတယ်စနစ်မျိုးချင်းတော့ကိုမှတ်ထားကြလာပြီနော်မထီအောင်ဂျိုင်းကြားကိုထိုးပြမယ်လာလေရတယ်ရပါတယ်လို့ဆိုနေမှအရှိသိဆရာ
ဘာဖြစ်သွားတာလဲဆရာလက်ကဘာရောက်သွားပြီလက်ကဘာရောက်သွားပြီကလင်းကလင်းကလင်းရဲတုံနေတဲ့ဒီလောက်ဆိုလုံလောက်ပြီခီးတော့ကိုပြင်ပြီတော့နောက်တဲ့ဘာတင်ကနေရှိသေးလဲတင်တဲ့တွေခဏခဏတက်ရတာပြောတော့လို့လူဘဝဆိုတာဒါပါပဲကိုပေတရားရဲ့အတွေ့အကြုံဆုံးွယ်ကွဲယုံတင်ကွဲတာပေါင်းပါတယ်ကွာတွေ့ကြုံကြုံတီးမဖြစ်ဖို့ရေးကြည့်တာလူဘဝဆိုလာလက်ပမှုလောကဒန်ဆိုလဲလင်္ကတော်ဟုတ်ပြီဆိုတာဤပေါခမရရဲ့အတွေးခေါ်ပြီးကအသိမြင်နေမျိုးမြင့်ဆိုအရစ်တူတယ်အိုင်စတိုင်းလီယိုနာဒိုဒါဗင်ချီစတဲ့ပညာရှိတွေကအားလုံးဟာငါတပည့်တွေကိုလူတွေကစကားသာမူကြလို့ကြားကြားဝါရတဲ့ PK ကိုစထွင်တာငါဘောရုပ်ရှင်ညုံတွေမှာတန်းစီစနစ်စထွင်ခဲ့တာငါဘောချမ်းတို့စီကြားကြားရခံရအောင်ညီငွေရုံသုံးဆေးတွေထည့်ခဲ့တာဒါလည်းငါပဲဟိုတယောက်ဘယ်ရောက်သွားပါလိမ့်စောစောခံရတော့စောစောနားရတာဘောဒီမှာဟဲ့ဘလို့တော့အိုးဘုံဂျိုးရုပ်ကိုတာလငုတ်တော့လူကူလန့်သွားတာပဲကလူခွေးကောင်တွေသေပြီတော့ခမရတာကကောင်းလာပြီလားပြည်တွင်းဖြစ်မယ်လားလူကိုအထက်စမောလို့နိုင်ငံခြားဖြစ်မှာတုံးတယ်ကောင်းကွာရောက်မယ်ဆိုရင်တော့ဈေးကောင်းကောင်းကြီးရနိုင်တယ်ပွဲခါရရင်ရောက်မယ်မယ်ဒီတကယ်ဘာပြက်နေတာနဲ့အတော်ပဲပွဲခါပေးမယ်ရောက်မယ်မလားရော့မှန်ကြည့်ရအောင်ငါပြောတာဂျုံကုတို့ကတမက်ငုံငါဖြီးတာဟုံးမှတ်သွားလေပြီးတော့ခိုစရဲ့ကြာအာသွားပြီရန်သူမှာတစ်ချက်တည်းနဲ့ဤတုံပွတ်သွားရှာနေပြီကိုပေတရားဘရောက်သွားပါလိမ့်ဗျာကိုပေတရားဘရောက်ကိုပေတရားဒီမှာကွာတက်ပိတ်တက်လိမ့်ကျင်နေတာအဲ့ဒီနေရာမှာအစကဘာအဆောက်မှမရှိဘူးမင်းကဘလို့တည်ရလဲတိဆိုရှင်လို့ဘလို့တို့ခြာသူးလန်တောင်ကုန်းလို့ခေါ်တဲ့ဒီနေရာကကျုံးနေငင်ကကျန်ကျုံးနေငင်ကနှင်းကျုံးနေနှင်းပွင့်နေငင်ကဆော့ခဲ့တယ်ကစားခဲ့တဲ့နေရာတွေမဟုတ်ပဲမျိုးသားကြီးပေးလိုက်တဲ့ရွှေတွေဝေတွေပါလို့ကျောက်တို့အခုချမ်းသာနေပြီတစ်ချက်ကုန်တစ်ချက်ပြက်ရအောင်ဒင်းတို့စီသွားပြီးလက်စားချင်ရမယ်ဝေမတ်တဲ့ဟာမကိုဝေနဲ့ပေါက်ပြမယ်ခုံမတဲ့ကောင်တွေကိုဂျာလုံးနဲ့ပေါက်ပြမယ်ဓာတုဆိုတာယူတာကွာကြည့်တယ်လို့ခြာသူလန်တောင်းကုန်းထိပ်ရှိရဲတိုင်အုပ်ကြီးမှာအမိကုတ်ငိမ့်တဲ့လျက်တန်တန်ရဲတိုင်အုပ်ကြီးအထဲတွင်ရှိနေသူများကတော့နှင်းပွက်မညာပီစီနဲ့အလကားကျော်တယ်မိုးလေဝသကကြီးညာနေဖားတွေအော်လို့ဒီညမိုးရလိမ့်မယ်တဲ့ဂျိန်အမလေးကြောက်လိုက်တာဝေါအမလေးဟာတရေငဲ့လျောင်ညင်ခွိတွတ်လက်စာတတ်တော့တမိုင်တော့ပါလားဟုတ်တယ်အရက်ဆိုင်တွေလိုရေမရိုးတဲ့ပေါ့လို့အစင်ပဲမင်းတို့ကိုနှင်ရအောင်လာတာကွာရောက်နေတာနဲ့အတော်ပဲဟဲ့ကောင်ခြေတလုံးကိုလာနေစမ်းဟုတ်ကဲ့ဘယ်နဲ့ညောင်းသေးလဲဗျနှိပ်ပြီးခမရနှိပ်ခိုင်းချင်တာခိုင်းပါဟဲ့ကောင်ဟုတ်စို့မင်းကတော့လက်စားချေမလို့ဆိုဘာလို့နှိပ်ပြီးနေဟုတ်တာပဲခိုင်းစကွယ်လူတာကငဲချင်းမပြောက်ဝေးလို့အကျုပ်ပါနေလို့ဗျာလက်စားချေမယ်ဆိုရင်အခုခြေပါတော့လားအေးဟုတ်တယ်ခြေတော့ဟဲ့ကောင်မကြမရှိငါ့ကိုဘာမှလို့လဲကွာအရင်ကပါတော့မဟုတ်တော့ဘူးကြီးတောင်ချမ်းသာနေတဲ့ပွဲကားကြီးတမိုင်ပါတော့ကွာအလောက်ချမ်းသာတယ်ငွေသတင်းကြီးတောင်ညားတောင်ချမ်းသာလဲကွာသူပြောလိုက်အော်ငွေသတင်းကြီးများတောင်ချမ်းသာတယ်တမိုင်ပါတော့ကဝူထွားဟာငွေသိန်းဆိုရင်တဲပုံထဲမှာတဲဝယ်လို့တော့မရမှာမဟုတ်ဘူးဟိုက်ဒီကောင်းနဲ့ပြောရတာတိတ်မတန်နှင်းမိုးဘက်ကိုလှည့်နှင်းပွင့်ရှင်းမင်းအထင်ကြီးတဲ့စိတ်နဲ့ရွှေတွေဖိတက်လို့ကြောက်ဒီမှာပါလာတယ်ကြည့်
ဒါရီကဘာလို့ကိုလဲတူတူရေမင်းကိုလက်ထပ်မင်းကိုယူဖို့မင်းမတဲ့ပြီးဝမ်းနေစီလားဟာဟာဟာဝမ်းနေရင်ဝမ်းလို့စေစားအဲ့ဒီလိုဝမ်းနေတာမဟုတ်ပါဘူးတူတူရေမင်းဘကိုချစ်မြတ်လို့ဂုံကြီးညီရအောင်စိန်ရွှေရှိတွေပင်မကြီးစွာရှာဖွေလာခဲ့တဲ့အလကားကောင်းပေမဲ့ခါနှောင်းသွားပြီသိလားလူကြီးတွေကစီမံထားတဲ့အလကားကျော်စံနဲ့လက်မင်းကိုတိတ်ဝမ်းနေတယ်ကိုမောင်ပေါ်တွတ်ကြီးရဲ့ချစ်ဝါမင်းတို့တော့ဘာလို့သွားရမှာလဲငါ့ကိုဘာကောင်မှတ်လို့လဲမင်းကဘာကောင်လဲလူကောင်အေးဘာလေးငါဟာတာမြင်ကြောင်ညတမိုင်ပေါ့တော့မဟုတ်တော့ဘူးမွေးမူရန်သူရဲ့ကောင်းကြီးဘာလန်ဘလူဘလပြန်ချန်ပီယံပွဲဂရိတ်မဟာတမိုင်ပေါ့တော့ဖြစ်တော့ကိုဝူထွားဟာဒါဆိုညံ့သေးရှင်ပဲဘာလို့လဲဆိုတော့ငါ့ဖင်ထရဆိုင်ဟာအရင်ကမြေပါချင်းကြီးမဟုတ်တော့ဘူးအာတာလုံးမြစ်ကိုအပိုင်စားထားတယ်အာတာလုံးမျိုးစားကြီးဥထင်ရဆိုင်ဖြစ်သွားပြီဟိုက်အဲ့ဒါကြောင့်ဒိုလေအော်တိုမက်တစ်မျိုးစားသားသမီးတွေဖြစ်ကုန်ကြပြီမင်းကဘယ်မျိုးတူရကောင်းလဲဟိုတောင်းဘူးလို့ဆိုတော့တို့ရအောင်တို့ရန်သူပဲကိုပေတရားရဲ့အချင်းလေးမကောင်းတော့ဘူးပြေးအောင်ရင်စွာဆုတ်ခံလေးရပါဘလန်ပြန်ချင်းဂရိတ်မဟာတမိုင်ပေါ့တို့ရဲ့မင်းပြောတော့လက်စားချင်မလို့ဆိုအခုတော့ပြေးလိုက်ရတာလမ်းမသေးတယ်ကြနေတာပဲဟိုင်းတို့ကဘာအလုပ်မှမလုပ်ပဲသူ့အဖေအလုပ်ဖြစ်တဲ့အားနဲ့ကျုပ်ကိုပို့ပြီးအလိုအဆင့်မြင့်လာကြတာဘယ်လိုလုပ်ပြီးကျုပ်ကလက်စားချင်လို့ရတော့မှလဲဗျဒီကြားတယ်ကျုပ်ချစ်သူကဟိုကောင်နဲ့လက်ထပ်သွားပြီဆိုတော့ကောင်းပါပြီရီရော်ကြီးတော်မဟွာပြီးရေတမန်တို့ဟိုမကြည့်စမ်းတမင်တို့တတ်ရှင်နေအမလေးကိုပေးကြကြောက်တယ်တဲ့ကြောက်ရမှာငါကမင်းအုပ်ဘူးကမင်းရဲ့ဘူးမင်းနေပြီးမှလူရောင်ဆောင်ပြီးငါနဲ့လာပေါင်းတာဖြစ်ရမယ်ငါကိုမချော့ပါနဲ့ပေါ်တို့ရဲ့အမြတေးစကားမပြောပါနဲ့ကျွန်တော်လူရှင်မရှစ်ကြီးခိုးပါရဲ့ဒူးတင်မဟုတ်ရင်လူရှင်ဖြစ်ချငါ့ကိုအထောက်ထားခိုင်လုံစွာပြရမယ်မှတ်ပုံတင်ရှိပါတယ်ကောင်းဝယ်စားအုပ်ရှိပါတယ်၎င်းစည်းရရှိပါတယ်ကုန်းတိုက်ကပစ္စည်းတို့ကြောင့်နဲ့ဘောင်ချစားရွက်တွေရှိပါတယ်ဒါဆိုရင်လူဖြစ်ကြောင်းယုံပြီတော်ပါသေးရဲ့မင်းရဲ့ကူအောက်မှာစာတမ်းရေးထားပါလားကွဒါဆိုရင်မှတ်တိုင်ဟာနှင်းမွေးစိုက်ယူတာပဲဖြစ်ရမယ်တော်ကိုတိုက်ချစ်တယ်အချင်းများစွာနဲ့နှင်းဖို့ဒီနေဟာသူတို့ရဲ့မိသားစုတင်ချိုင်းပြတင်းချိုင်းဆိုတာလူတွေမြုပ်တဲ့နေရာပဲနော်အမလေးကြောက်လိုက်တာဗျာလူရှင်ကတာကြောက်ဖို့ကောင်းတာအခုချိန်ရေကြီးတဲ့ကမသားကြီးထွက်လာပြီးခမရကိုဖတ်နိုင်ရင်ဘယ်လိုလုပ်မလဲတရေကြောင့်မပြောပါနဲ့ကွာဟိုက်ကိုမခေါင်းကြီးလာဗျာခေါင်းကြီးကိုမကြည့်အောင်တဲမှာလဲနေကိုဖွတ်ထွားရင်ဖတ်ထားမယ်အမေသားလူအောင်မကြီးဗျဒီကြောက်ပြောရင်တဲမှာဖွတ်ထားရတယ်ကလက်နဲ့တွေပဲရှိရမယ်ကြည့်အောက်မလေးဗျဟိုက်အတန်းလေးကိုတနာပဲမတိတ်စီရှစ်ဆက်ကုန်နေသူဘဒူလေတင်းဘဒူလေတရေမှာဖြစ်မှာပေါ့ကွာအတန်ထဲမှာနှခမ်းနီနဲ့နေတင်းနေတာပဲအမလေးလေးတရားဟုတ်ပါဘူးလူပါချင်းနေစီပါလူဆိုရင်ထွက်ခဲ့ပါလို့ဆိုနေမှဟာပဲအခုဘာလီကိုအမလေးဗျာငါဗျာချောဗျာခဏဗျာရှေ့ဗျာကိုဗျာ
ကိုကကျုပ်တက်တာကိုခေါင်းစဉ်ကြီးဆွတ်ထားတာပါညီမနာမည်ချင်းချင်းကြီးတဲ့ကိုလက်ကားကျော်ဆိုညီမလေးကိုကကျော်မှာပေါ့ကိုနဲ့ဘမနေပြီးလို့ရချစ်ပုံနေနေညီမငယ်ရကလေးတော့ကြားဘူးပါရင်ဒီနေ့ကထွက်တော့မမနေဝင်သူမရဲ့အတဲနှလုံးကိုနာမည်အုပ်လေးစတဲ့စရေးခဲ့တယ်အဲ့ဒီလမ်းပုံမြင်လေးကိုညီမငယ်လေးကလေးကကြားခဲ့ပြီးကိုပေါ်တူကိုနားမြင်နေတယ်အခုတော့ကိုပေါ်တူပြန်ရောက်တဲ့အနေနဲ့အကိုအလကားကျော်စွာပြောတင်ကြရတယ်ဒီကိုလာခဲ့တာပါပဲချစ်မဲလို့ကြံမယ်ရဲ့ယေစုကိုလက်ဦးသူအချောသောပေါ်ရကယူစိတ်ကိုထိနေကိုပေါ်ပါရစီမရှက်ပါဘူးအုံမတန်ဒီအမျိုးပြိုမတီကြောင့်တီဝဲမင်းအောင်ယူခဲ့တာပဲဝေကုံဒါနမကျွဲဝလဲရစ်တာကနာပေးဝင်ငှမီရလူသူများတန်းစီကြကိုကကြပြလေးမြွတ်တဲ့နော်တကြက်တန်စာဆောင်နေတဲ့ကကြပြလေးအလွတ်ကျက်ထားတယ်ချင်းလေးညီမလေးဟောကိုအလက်ကားကျော်တာလက်ရှာနေပြီချင်းလေးစီတော့ရမယ်နော်လိုတာရှိရင်ပြောချင်းလေးစီပူညီပြမယ်တတာဘဝမှန်ကြောင်မလေးကမင်းတို့ကိုတဲ့အလက်ကားကျော်စွာဆိုတာကလက်စားချီတဲ့အနေနဲ့ဒီမှန်ကြောင်မလေးကိုယူလိုက်ပါလားဟာဗျာမင်းတဲ့မှန်ကြောင်မလေးကတားလေးမွေးနှင်းပွင့်နဲ့အလကားကျော်စွာနဲ့သမီးလေးမွေးအဲ့ဒီမွေးတဲ့ကလေးချင်းပြန်ပေးစားပါမကောင်းဘူးလားတကယ်လို့တားလေးတွေကြီးဝေးခဲ့ရင်ရောဗျလဲပါတယ်ကွာကလေးတယောက်စကားကိုသာမြေသာတို့စီပို့ပြီးမိမချာတည်တန်းတက်ခိုင်းရမှာကိုဒါမှပြီးသားလို့ရမှာပေါ့ကွာကလေးစားချေတဲ့အလုပ်ကိုလူပေါ်ဒီမှလုပ်တဲ့အလုပ်မျိုးမဟုတ်ဘူးကျွန်တော်မလုပ်တော့ဘူးဗျာဘဝတစ်ခုလုံးအချက်အတွက်ပြုံးနေခြင်းဟာပေါ်ရင်တရက်ပါပဲကိုပြီးတယ်လူတွေဟာတစ်သက်မှာတစ်ခါတော့အချက်ကြောင့်ပေါ်တတ်ကြပါတယ်အချက်အတွက်ပြောရတဲ့အချက်တွေကငိုရအချက်အတွက်ပူဆွေးရအချက်အတွက်ဘုံပြီးရရောလိုက်မနေလိုက်ရဲလိုက်ယူလိုက်ချစ်ကြောင်လူတွေဟာကိုဟာကိုပေါ်နေနဲ့မသိကြတော့ဘူးပေါ်နေတာကောင်းတာလေးနဲ့ကောင်းလေးမျက်လုံးချင်းဆိုရင်ရင်တွေခုန်လာတာကလည်းပေါ်တာတစ်မျိုးညထုံးမျက်လုံးကကြည့်တာနဲ့သူ့ဘာသာသူနေနေတဲ့ရင်ကြီးကဘာလို့ခုံရမှာလဲအဲ့ဒါပေါ်လို့ခုံတာကိုတဲ့သိလားအချစ်ကြောင့်မျက်ရည်ကျတာလဲပေါ်တာပဲမျက်လုံးကြီးအမိုက်မဝင်ပဲဘာဆိုင်လို့မျက်ရည်ကျမှာလဲမျက်ရည်တွေပေါ်လို့ကျတယ်ကျတာဗျပေါ်လို့ကျတာချစ်ဆိုတာငပေါ့မင်းကအခုမှတကယ်ပေါ်နေပြီတမင်ပေါ်တော့ကျုပ်မပေါ်ဘူးဗျလူတွေကကိုနီးကိုဟန်နဲ့ပေါ်နေကြတာအချစ်ငပေါ့အာနာငပေါ့ပညာငပေါ့ငွေငပေါ့အလုံးငပေါ့ကြီးပဲစိတ်တိုင်းမှာပေါ်တော့ရမင်းရဲ့အရွယ်ခေါ်တွေကအစင်းမြေပေါ်ချင်းဖြစ်ကုန်ပြီတမိုင်ပေါ်တော့ကအခြေခံကြပေါ်တာဗျပါရမီနဲ့ပေါ်တာရွေးတာကိုစိတ်ကူးလို့ရတာမင်းမဲ့ပေါ်တာကိုစိတ်ကူးလို့မရဘူးစိတ်ကိုထိတ်ချစ်အကြောင်းတွေရေးနေကြတယ်စာရေးဆရာကလည်းစိတ်ကိုထိတ်အချစ်ကြပြားတွေရေးနေကြတယ်ကြပြားဆရာတွေလည်းဒါလည်းစိတ်ကိုထိတ်အချစ်အကြောင်းတွေလေကောင်းထွက်အောင်အော်ဆိုနေကြတယ်ဆိုတော့တွေကလည်းစိတ်ကိုထိတ်အချစ်အကြောင်းရိုက်နေကြတယ်ရုပ်ရှင်သမားတွေကလည်းစိတ်ကိုထိတ်ဘေးရတဲ့ငယ်ချင်းရေးစားပူမိပြီးအုံနောက် ice cream ဖြစ်နေတယ်ဒီတဲကွဲတာဗျကွဲနေတဲ့အတဲကိုပေါ်နဲ့ကပ်ပြီးအဲ့နဲ့ချုပ်ပေးပါလားမင်းကဆရာလားငါကဆရာလားဆရာကဆရာပါ
ဆရာကိုဆရာလာမလုပ်နဲ့ဆရာကအားကြီးစိတ်ဆိုးတယ်ဆရာလှုပ်ချင်လို့ဆရာလှုပ်စားနေတယ်ပေါ့ဆရာကပတ်တူရဲ့ချောင်းနေတဲ့အုံနောက်တွေကိုထုတ်ပြီးစိတ်အုံနောက်ဝမ်းအုံနောက်ပစုံအုံနောက်ကိုမြောက်စိတ်ပစုံစိတ်အုံနောက်မြောက်အုံနောက်ပရက်စိတ်အုံနောက်တွေထည့်ပေးထားရမှာဒီကောင်ဟာဒေါ်လာ6ပြားတန်လူဖြစ်သွားပြီမြောက်လိုလျင်မယ်ပစုံစိတ်လိုအသွေးတော်မယ်စိတ်လိုသွေးရစားမယ်ပစုံပရက်စိတ်လိုဆွမ်းအားကြီးမယ်ရှားမှရှားတဲ့အာကလူသားယောက်ျားသားကြီးဘာသာဒေါ်လာ6ပြားတန်6 million ဒေါ်လာမင်းသမီးဘတ်တို့လူသစ်စိတ်သစ်နဲ့မြင်တွေ့နိုင်ပါပြီခင်ဗျာပဲသမီးဘတ်တို့ကိုစိတ်ကူလို့ပြီးပြီလားကူလို့ပြီးပါပြီတခင်မလေးရှိမှန်းပြီသမီးဘတ်တို့ပဲစိတ်မထားလို့မိကိုယ်တိုင်ရလို့တလို့ကိုတိတ်တဆိတ်လာနေတာနေနဲ့လားစေးစရာကြီးဦးတုတ်ကြီးဟာဝိလိုလူပဲတိုင်းကြီးနဲ့ဘူမမျိုးအတွက်ရှင်ကုန်ခိုင်းရီးသားဟောင်းစီတွားပြီးနှက်များတက်နေတာကိုအခုလိုမစ္စတာအီမရှင်ရလပလက်ကိုလာနေပြီရှင်ပဲအဲ့ဒီပဲကြီးကဘယ်တော့မှပြောင်းမလဲဦးတုတ်ကြီးတူပါကိုကောင်းမလေးချောလေးနမ်းမှာပြောက်မှာကွာတခင်မလေးကြီးနမ်းရှင်နေတာပဲတော့ပဲရှစ်ဟဲ့ချုဟဲ့ချုကောင်းနေပြီလားဟုတ်ကဲ့တိတ်ကောင်းတော့ပါပြီကောင်းသွားရင်အလုံးချောင်းပြောမယ်ရလုတ်ပလွတ်ရွာတဲ့သွားပြီးအီမရှင်အကြောင်းစုံစမ်းပါဟုတ်ရလုတ်ပလွတ်စိတ်ကန်းကြီးကစီကလာကြည့်ပြီးသင်္ဘောသားများအလုတ်သမားများနဲ့ပွဲစားချင်းများလိမ့်နေကြပြီမစ္စတာအီမရှင်ရဲ့ပစ္စည်းတွေကိုချရဲရောင်းလို့တွေဝဲတယ်ဘာတွေရောင်းဖို့ပါလာတဲ့မစ္စတာကွန်ပျူတာကအစအင်္ဂါသုံးစက်ကိုအထိအကုန်ဝဲတယ်ဘာတွေလာပြောနေတာလဲကျွန်တော်အားကြီးစိတ်ဆိုးနေတယ် get up ရောင်းမှာဝဲမယ်ယူget မတော့ရင် I get တောက်ပြီးထူရပါလိမ့်မယ်ကြောက်ပါပြီဗျဝက်စီတက်စီပေါ်နာနီနာဘယ်လောက်လဲဒီတခါလေ15ချက်ဒါဆိုမင်းတို့ရလပလုကကားကတိတ်ပေါ်တယ်စီးမယ်မင်းကားကြီးကဘလို့လဲဓာတ်စီအခြေသာတဲ့အနေနဲ့ကိုယ့်အကိုပြေးရပါမယ်ကားဆက်မစ္စတာပြေးပြီနော်ဒေါက်တာဂလက်ဟူးဖြည်းလေးအနေရမော်တော်ကဖုတ်ဖက်ခါထွက်တာစီးရတာညောင်းသလားညောင်းတာပေါ့ဒါပေမဲ့အခုမညောင်းဘူးရွှေမင်းတို့ကောင်းတာဘီးမပါဘူးပေးတဲ့ဆရာကြီးဖဲနေပြီပြုတ်ညံပြေးဝူကဲရမူကြပါရုပ်ကလူကြီးတို့စိတ်ကနေမှမျက်နှာဖြူများစိုးစိတ်ဒီမြန်စိုးနေသည့်မို့တိုးတက်ပစ္စည်းတွေနေပါသည်ဘီယာကထိုင်းရည်ဆက်ဖို့ကောင်းတယ်အုံမတထုံးစားတော်ဆက်ပိုလူဖြူချောလာတော်ကကျုပ်တို့ကိုတယောက်ယူမလားကလားယူမလားလူကြီးရဲ့အတင်းဆွဲလို့ပလင်းနှွဲ့တဲ့တတိကိုကြိုက်တယ်ထိုက်တယ်ငါဖူးတယ်အိုမလွယ်ဘူးယူနိုင်တယ်
ဘာကြောင့်မလဲဆရာဘီယာရန်ဝီစကီဝိုက်လေးဘက်ဝိုက်လေးပဲရေခဲရေတစ်ခွက်မိုင်မြတ်စွာဘုရားအိုးမိုင်မြတ်စွာဘုရားကမ်ထိုးစင်ကမ်အွန်ချလဲလင်တတိရှိတဲ့ကောင်တယောက်ချင်းစီလေးဝရှင်ပြမယ်ဖောက်မင်းပါစက်တဲ့ပိတ်ထားတဲ့အဲ့ဒီပတ်တို့ရဲ့ဘူးဆိုတနန်းတိတ်မကြောက်နဲ့ဒါမများပြီးနိုင်ငံခြားသားမဟုတ်ဘူးရုပ်လိုကဘာလို့မိုနိုလိုတို့နဲ့အဲ့ဒီလိုမှဒီမှာကိုလူအီးမရှင်းကိုသိလားအီးမရှင်းဆိုတာလေချုပ်နေတဲ့လူကိုပြောတာလားဆရာလေချုပ်တဲ့လူကိုမေးတာမဟုတ်ဘူးလူနာမည်အီးမရှင်းကမတိဖောက်မင်းကိုအီးမရှင်းကိုသိလားမသိရင်ရော့ပတ်စံသိတာပေါ့အီးမရှင်းဆိုတာနာမည်ကြီးတီးဝိုင်းလေတီးဝိုင်းကိုမေးနေတာမဟုတ်ဘူးလူကိုမေးနေတာမသိပါဘူးဆရာမသိရင်ငါပိတ်တယ်မြန်မေးခမကြီးကိုအီးမရှင်းကိုသိလားမရှင်းပါတော့ရှုပ်တာပေါ့မဟုတ်ဘူးလားရှုပ်တာကိုမလိုချင်ဘူးအီးမရှင်းကိုသိလားပဲမသိဘူးလားမေးဒါကိုပဲပြောရဟာသစ္စာဘူမငါပြီဆိုတဲ့ဆရာရဲ့အရက်သမားကိုတော့မလိမ့်တတ်ပါဘူးဆရာမေးတဲ့အမီကြားတော့မကြားဘူးလို့ဆရာတို့စုံစမ်းနေတာမျက်နှာဖြူလူမျိုးမစ္စတာအီးမရှင်းကိုပြောတာမဟုတ်လားဟုတ်တယ်မင်းသိပါတယ်ခုနေ့ကကျွန်တော်ကနဲ့သူ့ကိုတတော်ကျိုးဝိုင်းအထိလိုက်ဖို့ခဲ့ရပါတယ်အဲ့ဒီမှာစောင့်နေအများကြီးရှိတယ်ဆရာတတိထားတော့ပါရှိပါလူပြောင်းထီထိုးလို့ပြောင်းတာကိုပြောတာလားဆရာဘာလို့လဲအတားလို့မျိုးကပွဲစားကြီးပဲစကားဝပြောဘာစကားလဲကျုံမသိဘူးတွေ့ရစွတ်ပြောပါဘူးနိုစီ29ချက်တခြားက38ချက်မှားတယ်ဆိုင်တို့ကြီးကိုပြောဆိုင်ကပြီးရကြပြီမှန်တယ်စကားကိုဖွင့်ပေးလိုက်ဟဲ့ဖယားရမ်းတော့တာမှန်တော့လေတော်သေးတယ်လူချင်းမင်းဘယ်သူနဲ့တွေ့ချင်လို့လဲAPJ မဟုတ်ပါဘူးတဲဝန်းထိုင်ဘွာလေးပလေးဘွိုင်း sorry အော်ရိုလာရင်းစတော့မှားကုန်ပြီဟာတိပြီအီးမရှင်းမစ္စတာအီးမရှင်းလားရှိပါတယ်ရှေ့ကအီးမကြွပါခင်ဗျာကျေးဇူးပဲလူကလေးလူကြီးမင်းတို့လည်းလက်ကိစ္စကိုပြောပါနောက်ထပ်အဆောင်တယောက်ဒီအိမ်ကဖျားကိုစုလုပ်မယ်ဆိုလို့ဥရှင်ကြီးတင်မို့လာတာပါဘွာလေးမင်းတို့ဆရာအီးမရှင်းနဲ့မရှင်းနဲ့ကိစ္စလေးတွေလောက်ချက်ရှိလို့ငါပွဲသားကြီးပဲဟာကြွပါဆရာကြွပါတေချာရအောင်စစ်ဆေးရပါတယ်ပွဲစားကြီးရောက်ရှိနေပါပြီမစ္စတာအီးမရှင်း welcome ဝဲမပေါက်ဘူးကမ်းလည်းမကမ်းပါဘူး welcome ဆိုတာကြိုဆိုရဲဆို welcome ကြိုဆိုပါကြီးလို့ပြောတာပွဲသားကြီးကအင်္ဂလိပ်လိုတော့တတ်ပါလေဗျာ10တန်းမှာဘာသာဆောင်အင်္ဂလိပ်လိုတင်ခဲ့တဲ့ကောင်မှာ my sister you are wife ခုလိုခမရနမကျွန်တော်ကိုပေးတဲ့အတွက်ဝမ်းသာပါတယ်ပွဲသားကြီးဟိုက်ကျုပ်တမခမရကိုဘာလို့ပေးရမှာလဲကျမ်းမှာချမ်းသာပါသည်လို့အင်္ဂလိပ်လိုနှုတ်ဆက်တာ good dream နတိ on အင်္ဂလိပ်လိုသတင်းစာတွေဖတ်နေကြအမြဲဖတ်နေတူပါဗျပွဲသားကြီးကိုကျုံတော့ hot dog ကျွေးပြရစီ hot dog hot ပူဒီတော့ခွေဒီကောင်ကကိုခွေးမိစုကျွေးမလို့တဲ့သူလေကျွန်တော်ခွေးသားမစားဘူးဗျ hot dog ဆိုတာခွေးမိကမဟုတ်ပါဘူးအသားညက်ပါမဟုတ်ပါ dog ပါမှာတော့ပါမခွေးသားညက်ပဲဖြစ်ရမယ် no အဲ့မစားဘူးအဲ့မစားဒါဖြင့်ချီစားမလားချီဟုတ်လားဝေါ်ဒါဆိုရင်ကိုကာကိုလာတောက်ပါလားကိုကာနဲ့ကိုလာဆိုရင်ဝမ်ယောဂါနဲ့တည်သွားမယ်ဗျကျုံမိတ်ရွှေဒီပါဗျာ oh sorry oh sorry မစဲoh sorry မစဲနဲ့ဗျ we talk
our business. We talk our business. Any motion. Samen. Hello, John Gilme. Hello, John Georgia Man. Joraba. Kanyago. Pama Joini Ramubabu. Madibuli. Our business. Hello, Mogo. Molu Almira. Jokamasi and the wishing my day. Yamala. Young is each other. See, she'll be met. Take my way, no? Oh, the cabin, that's when Dadu. Where's I got the baby, no? 这个可怕嘞了，陪那干嘛？看面路不会咱们对不？不会咱几六斤，这是就变没？没，哦，哈哈，今天没看到连吧？我没哩，没哩别，当不路看上不会咱都没包走，嗨，到伊斯兰味道个啦，人家比起，我哈哈哈哈，人家人家不会咱都，这个哪个？哈哈。你们要看个那个，人家比起人家没的。yang sang yi ngaru dwalo me nengo di jama ni ngero ga bi am bai ne amaleli jeng mo na ya sa lo ya kwa de ma mi mla le di jama ni ja la ba jeng ho pian wen na bi hi hai ông qua xin thằng qua ta quan qua phụ tìa cô nó tây giao đà ta đà bé trênนี้สีซ้อတယ်အယုတ်ကောင်းဆိုကြီးပါညမအကိုပညာပြီးစီလို့နဲ့အတူပါလာခဲ့တာပါအခုသူတို့တွားပါပြီညမကကိုတို့ကိုကဲချင်းတို့တမင်နေချင်တာသူတို့ကဘဲကိုတွားလာတယ်အယောင်းဝယ်လုပ်ကြဖို့ရေလဲကမိသမောကြီးစီကိုပါဒီမှာအောင်ပွဲခံတဲ့အနေနဲ့ရေလဲကောင်မင်္ဂလာဆောင်မှာလုပ်ကြလိမ့်မယ်ဘာမင်္ဂလာဆောင်လဲကိုလကားကြော်စာနဲ့မမနှင်းပွင့်တို့ရမင်္ဂလာဆောင်မို့သူတို့လက်ထပ်ပြီးမဟုတ်လားခုမှလက်ထပ်ကြမှာအရင်ကလက်ဆိုပဲလက်ဆက်လဲရုံပဲရှိသေးတာဒါကိုကိုလုံးမသိဘူးလားအလားကောင်းမှအခါတော့လောက်ပြီးသူကြီးတွေအစီမံလို့အလကားကြော်စနဲ့လက်ကျုပ်အထွေးတွေကျုပ်တွေမားခဲ့တာပါကိုဗစ်တရားနှင်းမေကအခုဒီအပြိုလေးပဲရှိပါသေးတယ်ဝမ်းသာလိုက်တာနှင်းပွင့်ရဲ့နှင်းမေကိုတိတ်ချစ်တယ်နှင်းပွင့်ကိုတိတ်ချစ်တယ်အဲ့ကောင်ဘောတို့ငါပါကွငါပါအမလေးသေးကြပါမျိုးကိုတို့ရေကြိုးချလိုက်ပြီဆွဲပြီးတက်ခဲ့ကြပြီတော့ကျေးဇူးပဲချင်နေစီရေခွေးမလေးနင်ကတစ္ဆာဖောက်တဲ့အမလေးလေးငင်းနေအတမထွက်နဲ့ဒီကောင်တွေပေါ့ငါကိုယ်တိုင်ရှင်းပြမယ်တက်ပလာစေလာပြီးအကို Oh my god တရေဟူချင်နေစီတဲ့ငါမင်းမသားပဲငါဟဲ့မိမမျက်နှာဖြူတကောင်တော့ဈေးဥပေါက်တာပြီအမြပြီနာထုခိုးချိန်ကစားပြီးတိုင်းပြည်နဲ့လူမျိုးအတက်ကိုကဲပြီးစွန့်စားတော့မယ်ဟဲ့ပြီးတော့ငါအတွက်ရီးသားအတွက်လဲပါတကွာတူဒီကမြန်မာနကောင်ထွက်လာခဲ့အားလုံးအစင်းနဲ့ပြင်းမသေးကြဘာမှမလုပ်တဲ့ပေတရားတဲ့ဟဲ့ဟောဟိုးပေါ်မှာရန်သူဟိုက်ထိုးစင်မအင်းညောအရင်ကြော့ဒိုင်အင်းညောင်ဆိုတယ်ဟာပြစ်တယ်ဟာရှောင်းမြတမင်ဒိုင်ပေါ်ဒဒိုင်တဲ့ဟဲ့ဒိုင် Oh my mother မြန်မာပြည်သားကွာကြာဝိုးယုံရင်ရောမယုံရင်ငါတုံးလို့သာမှတ်ကျွန်ုပ်တို့ဤဇက်လိုက်များအပြက်စော်ဘတော်တီးလိုက်ကြတော့ဒီမြန်မာပြည်များနေမြန်မာရေတော့မြန်မာမြေမှာဤပါတဲ့ကောင်းတွေမှတ်ပလားကွာဒီလားဆိုလုံလောက်ပြီမိသမောစီအမြန်လိုက်ကြစို့တူဒါစိတ်ကန်းကိုတက်သွားတယ်မမြင်ရထားပဲဒါကြီးနဲ့လိုက်တော့အမြန်ရောက်နိုင်တယ်မြင်ရထားမရှိနေမှာဘူးရောရတာကြီးကရေတော့တယ်ဟဲ့အဲ့ရောရေထဲ့တာပြီးတော့ပြီးထွက်တော့ဟောလောက်တယ်ဟဲ့သားတော့လေအော်ရဟဲ့ပါဘူးရင်းမှာပါပဲခုလို့သွားတာနိုင်အောင်ဘယ်လိုလုပ်တယ်လဲမကြည့်ဘူးနော်စက်ကောင်းထဲမှာတဆေ9ကောင်ဖန့်ထည့်ပြီးထားလို့နေမှာပေါ့ကိုဟိုမှာဂျုံချက်ရှုံရှက်
မအေးညွတ်တွတ်တွတ်ညွတ်ပေါ်တွတ်တဲ့ဟိကြာမမီတောင်းအာရှုံရှုံမြက်မြက်ရှုံရှုံမြက်မြက်ကိုပေတရားဘယ်ရောက်သွားပါလဲဒီမှာရေငါကိုလိုက်ဆက်ခေါင်းကိုမောင်းနေတာကွာဟိုက်စကားမောင်းတဲ့ကောင်အင်္ဂါတက်နေတော့ငါအပြင်ကချက်ထိုးပြီးငါဝင်မောင်းနေတာအမေဘိုးကကိုတော့တွားချင်သေးလားဖင်းလန်းကိုတွားချင်တဲ့တွားချင်သလားမှောင်ကိုလည်းမဝစီးနိုင်မှစီးရမှာနော်ဒါဘာကြီးလဲမသိဘူးလှဲ့ကြီးမှရက်တယ်ဟေးရက်တယ်ဟာငါဘလောက်တော်လဲသိလားတွားတဲ့ရထားကိုရက်အောင်လုပ်နိုင်တယ်ရတော့တဲ့ရထားကိုပြန်သွားအောင်လုပ်နိုင်တယ်ငါတော့မတတ်ဘူးဤတို့ဖြင့်ကြံခင်းကောင်းရောက်ကိုတီးရတော့တည်းတို့တွေဝိုင်းလုံးရင်ရထားကြီးသွားမှာပဲတို့ငါပြောတာပဲမင်းတို့ကမတုံးလို့ရထားမသွားတော့လားအဲ့ဒါမင်းတို့အပြေကွာဟောဟိုမှာမိသေးမကြီးပူရထားကြီးရက်သွားလို့အခုလိုစင်မြေတာအဲ့ဒါငါတော်လို့ကွာမိသေးမကြီးကလည်းတွေ့ပြီကိုကိုတို့ကလက်စွန်ဆံများစွန်စားရတော့မယ်ချင်းင်းစီနဲ့ငါတို့မှနေခဲ့နော်ဘာလို့လဲကွာမြင်မလိုက်မှကာတွန်းစရာလူတယောက်စာပုံရေးတတ်တာမှာပေါ့ခဤတို့တော့ရုပ်တည်ရှိစကားရဲ့ချင်းင်းစီကိုနှိမ့်သိမ့်ပြီးစပောင်းခန်းစာမျက်နှာရောက်မှပြန်လာခဲ့ကြဒီတပင်ကြီးကတက်ချစို့တာဇန်အိုဟိုဟိုတာဇန်ရောသားတဲ့တော်သားလေးမို့တီးပြကြွေပါနော်ကြာဇန်အိုဟိုဟိုတချဲဆိုဖို့များကွာတပင်ပေါ်တက်ဆိုရတယ်လို့မင်းဟာကကလာကားလို့မြန်မာရုပ်ရှင်လို့ပွားလိုက်ပါပြီနဲ့အမြကဘာပြီးလို့လဲတပင်ပေါ်တက်ပြီးခုံနှင်းဖို့ပဲဗျဟိုက်ငွေကျိုးတွေကိုအော်ကျုံအော်တလို့လက်အော်ဖျားတင်မောပုံခုံရမယ်အစ်စ်မြင်တော်တီးရောတော်ကဲကြပါဗျဟာဘာကြီးလဲဘွမ်ခွတ်လက်နဲ့အယောင်းဝယ်ရေးကိစ္စအောင်ပွဲခံတဲ့အနေနဲ့ဘီယာတော့ကြပါခင်ဗျာမစ္စတာရဲ့လက်တွေကဘယ်မှာလဲရေအောက်မှာဝှက်ယူလာတဲ့လက်နဲ့တစ်တာဆွဲတင်လာတယ်အီဟေးတွတ် Oh my god ယူတန်အဲလေရန်သူဂျာကလူကလေးပေါ့တို့ my son ဟုတ်ပါတယ် daddy ထင်ရဆိုင်ဖေတို့မေတို့မိသားစုကိုပြက်ပြီးဘာဖြစ်လို့အိမ်ကထွက်ပြေးသွားရတာလဲတားလေဗျာမင်းကမွေးစားသားဆိုတော့ငါ့လိုမျက်နှာလေးတောင်းနဲ့မင်းကိုအချစ်ဆုံးဆိုတာမင်းမသိဘူးလားတွေ့မယ်တွေ့တော့လေရေထဲကပြန်တွေ့ရပါလားတားလေ daddy ဖေဒီကောင်ကတားလူရန်သူတားမှုလူမြတ်ကရန်သူရဲ့ကောင်းကြီးဖြစ်နေပြီဗျဒီကောင်ကိုတက်ရမယ်ပေါ်တော့ကိုတက်ရမယ်ဟဲ့ဒါတားလူတဲ့လူမျိုးဆိုတာပဲငါရီးစားကိုနေမေးစားတဲ့အတွက်အာမင်းကလည်းပေါ်တော့ငါကလည်းပစ္စည်းတေဟာတေပါဘူးငါဇက်လိုက်တယ်ငယ်ထိတ်မှာဒလင်းပင်မာညင်းဘိုက်မှာပွေးွက်လာကြမှာဝဲတင်ပန်းမှာကျွတ်အကွက်တရတမီပတ်တော့တဲ့ဟာကြာစိတ်ခေါ်ရင်ဘွားမခတ်တဲ့ယောက်ျားပဲငါလိုလူနင်းကြီးတော့ကိုယူတင်ရန်ငါပေါ်တော့ကြာပေါ်တော့လို့တင်နိုင်ဘူးလေငါနမမင်းလာလောင်မှာငါနဲ့လိုက်ပြီးတာကြာတော်လောက်ပြီးလူကလေးပေါ်တော့ကြီးကောင်ကရန်သူကျွတ်ရန်သူဖြစ်ပေမဲ့ငါသားပဲပေါ်တော့ဟာကိုကျူးကိုဂျိုစာခံခဲ့တဲ့အခါမင်းတို့ဖက်ရဲ့အချိန်နဲ့မြောက်ပြီးဖင်လောင်းကျယ်နေတဲ့ကောင်မဟုတ်ဘူးလူကလေးပေါ်တော့မင်းဘာကိုချင်လို့ဒီဘာလို့ရှင်တို့ဒီကိုရိုက်ရလဲနံပါတ်1နန်းနတ်တွေကိုလိုချင်လို့နံပါတ်2နှင်းမကိုလိုချင်လို့ဘာနန်းနတ်တွေလုပ်ဖို့လဲတောင်ကူလူမျိုးကမျိုးသားကြီးကပေးရဖို့ပါဖေတောင်ကူလူမျိုးကကြီးအာလူဆိုတဲ့ကောင်ငါနည်းလေးပါကြည့်နေရဘူးနှခမ်းစုပ်ဖွားပိန်ကနဲ့
ဒါပေမဲ့မင်းကိုချစ်လို့မင်းစူးစမ်းရနှုတ်လို့ငါနဲ့တွေကိုပေးလိုက်တယ်ဟီယူတီကတောင်းဆိုချက်ပြည့်တဲ့နှင်းဘုတ်ကိုဦးချင်းသားမောင်နှမချင်းပဲကျုပ်သားမွေးစားတတ်မှုယူလိုပါတယ်ဖယားဒါမှမဟာမျိုးမဟာနွယ်ပြီးတာမို့ယူစီဗျာပိုင်နာပဲကိုမောင်တို့ကိုမောင်ပေါ်တို့နေဘွယ်အချစ်ကျွနန်ရိုးကျိုးပါပြီတော့ပတ်တော့နှင်းမဲကိုတဘောတူလိုက်တော့တို့သားကျင်တော့အလကားစော်စွာဘာဆက်လို့ရမှာလဲဟင်ခရောင်းကြိုက်ပြီးရေရက်စင်းသေးလိုက်ဟေးကြောက်ပါပြီဗျမောင်ကိုအချစ်လျက်နဲ့ဘာဖြစ်လို့အလကားစော်စွာစီလက်ထပ်ဖို့တဘောတူလိုက်ရလာလဲနှင်းမွေဟိုပါလေးတွေကြောင့်မို့ပေပေကြီးကိုချီးတယ်ဟိုက်ဒါမောင်နဲ့ရခဲ့တဲ့မောင်ရဲ့အမွှာ20ဘူးပေါ့အမွှာ20ဘူးအမလေးကြပေပေကြီးကိုချစ်တယ်ကလေးအဖေတမင်ပေါ်တော့မင်းတိတ်တော့တော်တော်ကန်ကောင်းနေဟဲတာမှုလူမျိုးသားကြီးဥဟာလူရှင်ငန်းကြီးနဲ့ချင်းင်းစီလို့ပါလားတွတ်ကြီးမင်းတို့ပြောနေဆိုတာလေငါလေးဘောကနေနိုးစီဘုံကနဲ့နားထောင်ပြီးလို့အားလုံးသိပါပြီငါတော်လူမျိုးသားကြီးဟာကျုပ်ရဲ့နေပေါ်ကြတော်မူပါခင်ဗျာကျုပ်လို့အခုလိုညီညွတ်ခေ့နေကြရင်မကောင်းဘူးလားဒါဆိုခင်ဗျတမင်ရှင်ငန်းကိုကျုပ်ကိုပေးဟုတ်တယ်လူသားအလုံးဖြစ်ခက်နေရမှာအကောင်းဆုံးပဲဘာကွလူကလေးပေါ်တော့ကိုဒီကိုမြင်ချင်းငါတကယ်ကြိုက်တာကွာငါကိုပြောပေးပါနော်စိတ်ချတမိုးလူမျိုးသားကြီးဗျာနားနဲ့မနာတယ်လီဖုန်းနဲ့နားပါဗျာကျွန်တော်ဖခင်အာသာလူမျိုးသားကြီးဟာတကယ်ကိုအကောင်းစားကြီးပါဗျာအကောင်းစားမို့လို့အကောင်းစားကြိုက်ပါတယ်ဗျာရှင်ငန်းကုဆိုလဲအကောင်းစားကြီးပါဗျာအကောင်းစားချင်တယ်မလို့အကောင်းစားမှာပါဗျာမျိုးသားကြီးကဗလာကောင်းရှင်ငန်းကြီးကဝဝဖမ်းမှာဗလာနဲ့အဝပန်းဗလာမဖောင်းဖြစ်မှာပေါ့ဗျာနှမျိုးတစ်မျိုးကဟိဆက်တာမှုတခါတည်းတာပေးစားလိုက်ပါတော့ဗျာမိုင်းတကြီးတော့ရှင်ဝန်းကြီးနင်းသဘောထားကိုပြောပါသူ့ကိုဒီတခါတွေ့ဘူးပါလေဗျာဒါဖြင့်နင်းမြူနိုင်ဘူးလေအခုပေးစားခုနှစ်ခွီးခုအတားလို့ကဲစင်ပြေတော့မှုကြမို့ဟဲ့ပဲကပွဲကပဲဟိုက်ပွဲသားဆိုတာပွဲကောက်မြင်ရင်ဘာလို့ခုမှအလကားမလုပ်ကြပါဘူးခင်ဗျာရော့နင်းအတွက်ပွဲကဒိန်းပွဲသားဆိုတာကောင်းများပွဲသားမင်းကိုမဖြောက်ဘူးအဖေတော်ပွဲကပြန်နောင်းနေကောင်ဒါကပွဲသားကြီးကိုဖေကိုပေတရားပြောက်နေတာကြာပြီဘယ်ရောက်နေပါလဲဒီမှာချင်းနှင်းစီနဲ့ချင်းနှင်းစီတက်လာနေဖြစ်နေတယ်ဟိုက်နင်းလို့ဘယ်တော့မှအဆင်ပြေသွားတာလဲရထားပေါ်မှာအတူတူစီးလာကြသေးတာပေါ့ကွယ်တက်အတဲတွေပွဲကမရလေနေတော့ကွာကဲကျုပ်ကသမီးပေးပြီမို့လက်နဲ့တက်တာကြီးအញ្ញံပေးတော်မူပါလက်နဲ့တွေ့ရပြီးကဘာကမငါအင်းအကောင်းဆုံးဖြစ်သွားပြီဟဲ့ဘာလက်နဲ့တွေ့ပါလဲဖွင့်ကြည့်အောင်မဟဲ့လက်နဲ့တွေ့ပါလဲဟုတ်တယ်လေလက်နဲ့တွေ့ပေါ့ကျုပ်ကလက်နဲ့ဆိုတော့ကိုလက်နဲ့တွေ့မှတ်လို့ကျုပ်တို့မင်းလာကျုံလို့သားတွေကိုသုံးမှုဗျာနိုင်ငံခြားကတမင်မှယူခဲ့တဲ့လက်နဲ့တွေပါဗျာခမရလူကြီးယူဖို့ကိန်းဟာရတယ်ဗျာမှန်ပါပြီအီမေးလာကြောင်းဒီလက်နဲ့များဒီကကဘာလူတန်ရှင်ကြီးလက်နဲ့များဖြစ်ပြီးဒီလက်နဲ့များဒီဒါမျိုးလိုကိုစီပင်သားရခြေပါပြီဒီလက်နဲ့များဒီဒါလူသားအကျိုးပြုလက်နဲ့အစ်စ်ဖြစ်ပါတော့တည်းအယောင်အဝယ်လုံးရင်ပြောကြနော်အဲ့ဒီကပွဲသားကြီးလူသားအလုံးပွဲကရနိုင်ကြပါစေကာတွန်းကြီးနဲ့မောင်မနာအားလုံးပဲကျွန်တော်ဤဖတ်ပြသွားတဲ့စာအုပ်လေးကိုနားထောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာတာယာချမ်းမြေတဲ့ညီလေးဖြစ်ပါစေခင်ဗျာ